တကယ်ကိုပြင်းထန်လုံးနဲ့နွေရာသီရဲ့အပူလှိုင်းကြောင့်မာနာတိုတယောက်အိမ်နဲ့ခြေလန်းလဲလှမ်းလိုက်ရောအပူတန်းကြောင့်လိပ်ပြလွတ်မတက်မူးလဲမလို့တောင်ဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ကံကောင်းချင်တော့သူတို့ရဲ့ခြံဝင်းကြီးဟာနတ်ဖျားနယ်မြေဖြစ်နေတာကြောင့်တဘာဝအတိုင်းအေးစိတ်နေပြီးအကောင်းစားအဲကုန်းဖွင့်ထားသလိုမျိုးအပူတန်းကိုကာကွယ်ပေးထားတာပါဒီအခြေအနေကိုကြည့်ပြီးအေယာမဝင်းဘလူးနတ်မင်းကြီးယာမာကာမီကခြံထဲမှာပို့ပြီးနေလို့ကောင်းအောင်သူကိုယ်တိုင်ဥယျာဉ်မူကြီးအဖြစ်အစွမ်းပြဖို့ဆုံးဖြတ်လိုက်ပါတယ်စွမ်းအားတွေအလွန်ကြုံမသုံးပါနဲ့ဆိုတဲ့မာနာတိုရဲ့တတိပေးစကားကိုလည်းဂရုမစိုက်ပဲအဖက်ကိုမလုပ်ခဲ့ပါဘူးတောက်ပတဲ့အလင်းနန်းကြီးတစ်ခုနဲ့အတူယာမာကာမီကခြံဝင်းအလဲတဲ့တယ်မှာပဲကြည်လင်အေးမြနေတဲ့ရေစမ်းကြောင်းလေးတစ်ခုကိုဝုန်းကနေဖန်တီးပေးလိုက်ပါတယ်ကြောက်လေကြီးရေအေးအေးလေးထဲမှာစိန်ကြကြဆော့ကစားနေတာကိုတွေ့ရပေမဲ့လေယာမာကာမီကတော့ဒီလောက်နေတင်အားမရသေးပါဘူး။သူကနောက်ထပ်မန်တန်စွာတစ်ခုကိုထပ်သုံးပြီးကြောက်တရားတစ်စင်းကိုပါထပ်မံချပေးလိုက်တဲ့အခါအရှိန်မထိန်နိုင်ပဲတရားကြီးနဲ့အတူတူလိမ့်ကြမလို့တော့ဖြစ်သွားခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ဥယျာဉ်တစ်ခုမှာရေစည်းတန်လေးပါမှပို့ပြီးအသက်ဝင်မယ်ဆိုတာကိုသတိရသွားပြီးအဆင့်နှစ်ဆင့်ပါတဲ့အေးရမရေတကွန်ကြီးတစ်ခုကိုလေထဲကနေဖန်တီးချပြလိုက်ပါတော့တယ်။ဒီမြင်ကွင်းကြောင့်မာနာတိုလည်းအံ့ဩသွားခဲ့ရပြီးရေတကွန်ရဲ့အီးမြတဲ့အရှိန်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးအပူချိန်ကွက်တိကျသွားပြီးတကယ်ကိုစိတ်အပန်းပြေစရာနေရာလေးတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မာနာတိုကြိုတင်သတိပေးခဲ့တဲ့အတိုင်းပဲနတ်ဖျားစွမ်းအားတွေကိုအကန့်အသတ်မရှိတောင်းကျင်းပြလိုက်တဲ့အကျိုးဆက်ကတော့ချက်ချင်းပဲပေါ်လာပါတော့တယ်။မာနာတိုနောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ယာမာကာမီယာစွမ်းအင်တွေအကုန်ခန်းသွားပြီးခန့်ညားတဲ့ဝင်းဘလွေကြီးဘဝကနေလက်တဝါးစာပဲရှိတဲ့ခွေးပေါက်စလေးအရွယ်ထိရုတ်တရက်တီးကျုံသွားခဲ့ရပါတယ်။ခွေးပေါက်စလေးဖြစ်သွားတဲ့ယာမာကာမီကသူ့ကိုရိုးရိုးသေးသေးဆက်ဆံဖို့အော်ဟင်းအမိန်ပေးနေပြီမဲ့လည်းပဲသူ့ရဲ့စူးစူးဝါးဝါအတန်သေးလေးကြောင့်ခန့်ညားဖို့နေတာတကယ့်ကိုအသေးရစရာကောင်းအောင်ချစ်စဖို့ကောင်းနေကြတာပါ။ဒါကိုမြင်လိုက်ရတဲ့မွေပါအဖွဲဖြစ်တဲ့စီရီတိုရီကာနဲ့အိုဆူကီတို့ကတော့အခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့ကြွားချင်တဲ့ယာမာကာမီကိုဝိုင်းပြီးတော့ကိုလှောင်ပြောင်လာပါတော့တယ်။တစ်ဖက်မှာလည်းအိုရူးနဲ့ကီယန်တို့ကတော့အသိရလာတဲ့ရေတကွန်ကြီးထဲမှာပျော်ပျော်ပါးပါးရေပတ်ကစားနေကြပါတယ်။မာနာတိုကယာမာကာမီကိုမင်းရဲ့ကိုပိုင်တောက်ကြီးကိုကြတော့တောထနေအောင်ပြစ်ထားပြီးဘာလို့ဒီချန်ဝင်းကိုကြမှာအသေးအတန်ပြုတ်ပြင်ချင်နေရတာလဲလို့မေးလိုက်တဲ့အခါဝင်းဘလူးပေါက်စားလေးကဒါဟာယာဒီဥတုနဲ့လိုက်ဖက်အောင်ပြင်ဆင်ရတဲ့သူ့ရဲ့ဝါသနာတစ်ခုဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အဲဒီနောက်မာနာတိုဟာကြောက်မီအိမ်ထဲမှာအနားယူနေတဲ့နတ်ဖျားလေးနဲ့ပင်ပန်းလွန်းလို့ခုထိတတိမလဲသေးပဲအိပ်ပျော်နေတဲ့ပန်းရောင်ငက်ကလေးဟိုတို့ကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲဒီချိန်မှာပဲမွေပါအဖွဲ့ကရီစမ်းချောင်းတဲ့ကိုခုန်ဆင်းသွားပြီးထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုလာကြည့်ဖို့မာနာတိုကိုလှမ်းခေါ်ပါတော့တယ်။အဲဒါကတော့ကန်ထဲကကွိုင်ငါးအုပ်ကြီးဟာရေတကွန်စီကိုတဲ့ဦးတီပြီးကူးခတ်လာကြတာပဲဖြစ်ပါတယ်။သူတို့ဟာနောက်ပြန်လှမ်းမသွားတဲ့အပြင်ရေတကွန်အတိုင်းအထက်ကိုစံတက်ပြီးကောင်းကင်ကြီးတဲ့ကိုဝုန်းကနေပြန်တက်သွားကြတာပါ။မာနာတိုလည်းအံ့ဩသွားပြီးကွိုင်ငါးဒီရေတကွန်ကိုစံတက်နိုင်မယ်ငကားဖြစ်လာတတ်တယ်ဆိုတဲ့ရှီဟောင်းပုံပြင်ကိုသတိရသွားခဲ့ပါတယ်။ယာမာကာမီကတော့ဒါတွေဟာအိမ်နီးနာချင်းမြို့ကနတ်ဖျားအနွယ်ဝင်တွေဖြစ်ကြောင်း EECC ပြောပြပြီးအိမ်နီးနာချင်းနတ်ဖျားမှာစူမူကြီးပေးခဲ့တဲ့မတ်မွန်တီကအရသာအရန်ခါလုံးနေဆိုပြီးနတ်ဖျားအချင်းချင်းအညိုးတေးရှိတဲ့ပုံစံနဲ့မကြည်မနှက်ရန်ရှာညှိညူနေပါသေးတယ်။ချက်ချင်းဆိုလိုပဲကောင်းကင်ကြီးတစ်ခုလုံးမှောင်မဲသွားပြီးမိုးတိမ်မဲကြီးတွေလိမ့်တက်လာတာကြောင့်အိုရူးကအခြေအနေကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ဘော်ကနေတောက်ပတဲ့အပြာရောင်အေယာမနဂါးကြီးတစ်ကောင်ဝုန်းကနေဆင်းတက်လာခဲ့တာပါ။မာနာတိုလည်းခုနကကွိုင်ငါးတွေချက်ချင်းကြီးအဆင့်ဆင့်ပြောင်းလဲပြီးကလဲစားချေဖို့ပြန်လာတာအမှတ်နဲ့တုံလောက်သွားခဲ့ရပါတယ်။ဒါပေမဲ့အိုရူးကတော့အဲ့ဒီတပ်သွားကြီးကသူ့ရဲ့မိတ်ဆွေဟောင်းကြီးဖြစ်မှမှတ်မိသွားခဲ့ပါတယ်။တောက်ပတဲ့အလင်းတန်းတစ်ခုနဲ့အတူအဲ့ဒီကြောက်စရာကောင်းတဲ့နဂါးကြီးကချစ်စရာကောင်းပြီးယဉ်ကျေးတဲ့နဂါးလေးအတွင်ရုတ်တရက်သေးသွားပြီးအိမ်ထဲဝင်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။မာနာတိုလည်းပြုံးပြုံးရွှင်ရွှင်နဲ့လှိုက်လှိုက်လဲလဲကြိုးစိုးလိုက်ပေမဲ့သူခွင့်ပြုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီယဉ်ကျေးလာတဲ့နဂါးလေးကသူ့ရဲ့ကိုယ်ပေါ်ကနေလက်ဆောင်ပြိုးတွေနဲ့အမှတ်တရပစ္စည်းတွေကိုအဆုံးမရှိတရဟောထုတ်ပေးပါတော့တယ်။မာနာတိုတယောက်နတ်ဖျားတွေရဲ့အကောင်းစားလက်ဆောင်တွေအလင်းမှာနှိမ့်မြုံနေရင်းနဲ့ငါရဲ့အေးချမ်းတဲ့ဥယျာဉ်လေးတော့မိနစ်ပိုင်းအတွင်းမှာပင်ပို့ပြီးစူညံတောင်းကျမ်းတော့မှာပဲဆိုတာကိုသိလိုက်ရပါတော့တယ်။အဲ့ဒီနောက်အိုရူးနဲ့အတောင်ပံပါတဲ့နဂါးလေးတို့ဟာအိမ်ရှိဝင်ရနာမှာထိုင်ပြီးလူကြီးတွေလိုမျိုးအစ်စ်မြင့်ဝိုင်ကိုစိန်ကြကြတောက်နေကြပါတယ်ခဏနေတော့မှအိုရူးကသူ့ပြန်ဖို့အချိန်တန်ပြီဖြစ်ကြောင်းပြောပြီးကောင်းကင်ကြီးတဲ့ကိုဝုန်းကနေပြန်တက်သွားခဲ့တာပါသူတို့နောက်မှာတော့အေယာမကျေးဇူးတင်လက်ဆောင်ပုံကြီးကြံ့ရစ်ခဲ့ပါတယ်မာနာတိုကပထမဆုံးလက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အစ်စ်မြင့်လမုံတွေကိုတွေ့လိုက်ရပါတယ်မွေပါအဖွဲ့ကလည်းဒါတွေဟာအထဲမှာအချိုးထားပနာတွေအပြည့်ထည့်ထားတဲ့မုံတွေဖြစ်ကြောင်းစိတ်လှုပ်ရှားစွာနဲ့ရှင်းပြနေကြတာပါမာနာတိုကဒီလိုအစ်စ်မြင့်မုံတွေဟာယာမာကာမီအတွက်တော့စွန့်ရင်ပြန်ပြည့်ပြီးဝန်ပလွေကြီးဘဝပြန်ရောက်စေမဲ့အကောင်းစားစီးစွမ်းတစ်ခုဖြစ်လိမ့်မယ်လို့တွေးလိုက်ပါတယ်ဒါနဲ့ပဲယာမာကာမီတယောက်မုံတွေကိုတလုတ်ထဲနဲ့အငတ်မရဝါမျိုးပါတော့တယ်ဒါပေမဲ့ပြဿနာကတလက်မှတောင်ပြန်မကြီးလာတာပါပဲမွေပါအဖွဲ့ကတော့သူ့ရဲ့စွမ်းအင်တွေအရင်ခန်းချောက်သွားလို့အများကြီးထပ်စားဖို့လိုမယ်လို့တွက်ဆလိုက်ကြပေမဲ့ဝန်ပလွေပေါက်စလေးဟာနောက်ထပ်တစ်ခွက်တောင်ထပ်မစားနိုင်တော့ပဲအစာပိတ်ပြီးမောက်ခုံကြီးအိပ်ပျော်သွားပါတော့တယ်နောက်တစ်ရက်မြို့ထဲကိုရောက်လာတဲ့အခါမှာတော့မာနာတိုဟာယာမာကာမီကိုဝါဝတုတ်တုတ်ဖြစ်လာစေပြီးနတ်ဖျားကိုယ်တိုင်ပြန်ရစေဖို့အတွက်ဈေးအကြီးဆုံးဂျပန်ယူရမုံအီတွေကိုအများကြီးတည်ဆောင်လာခဲ့ပါတယ်သူတို့လမ်းလျှောက်လာရင်းနဲ့အိမ်ကြီးနာချင်းပြိုင်ဘက်နတ်ဖျားမှစူမူဂီရဲ့တောင်ဝင်ပေါက်ဖြစ်တဲ့အေယာမအနီရောင်တကားကြီးရဲ့ရှီကိုရောက်လာခဲ့ကြပါတယ်မာနာတိုကအဲ့ဒီနေရာရဲ့လှပတဲ့မြင်ကွင်းကိုသဘောကျနေမိတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုစွန့်ပစ်နယ်မြေတစ်ခုကနေထွက်ပေါ်လာတဲ့လီဝက်ဆန်းကြတဲ့မန်နန်စွမ်းရည်တွေကမာနာတိုကိုအထဲထဲဆွဲသွင်းဖို့ကြိုးစားပါတော့တယ်ကံကောင်းချင်တော့ယာမာကာမီကရှေ့ကနေကာကွယ်ပေးပြီးအဲ့ဒီဆုံးပြူစွမ်းရည်တွေကိုထိန်းချုပ်လိုက်နိုင်လို့မာနာတိုပြီးတင်သွားခဲ့တာပါသူတို့နှစ်ယောက်ဟာစွမ်းရည်တွေထွက်ပေါ်ရလေကားထစ်တီအတိုင်းအပေါ်ကိုတက်လာခဲ့ကြပေမဲ့အမိုးပေါ်ကနေသူတို့ကိုစိုက်ကြည့်နေတဲ့ခန့်ညားလာတဲ့အမီးကိုချောင်းမြေခွေးကြီးကြောင့်ခြေလမ်းတွေတုံကနေရပ်သွားခဲ့ရပါတယ်သူကတော့နတ်ဖျားမှာစုမှုကြီးရဲ့အနွယ်ဝင်တကိုတင်တာမြေခွေးနတ်မင်းကြီးပါပဲယာမာကာမီကသူတို့ကိုဒီနေရာစီတမင်ဆင့်ခေါ်လိုက်တာဖြစ်ကြောင်းသိလိုက်ရပြီးအဲ့ဒီမြေခွေးကြီးရဲ့အရှိန်အဝါကပြင်းထန်လွန်းတာကြောင့်ငါတို့သာဒီစီကိုဖျက်ကျော်လိုက်ရင်အသက်ရှင်ရပြန်ထွက်လာနိုင်ဖို့လုံးဝအာမခံချက်မရှိဘူးလို့မာနာတိုကိုသတိပေးလိုက်ပါတယ်မာနာတိုလည်းအခြေအနေကိုသုံးသပ်ပြီးမတိလို့လုံးစံမိတာခွင့်လို့ပါဆိုပြီးချက်ချင်းပဲအလျော်ပြီးတောင်းမှလိုက်ပါတော့တယ်ဒါပေမဲ့သူမော့အကြည့်မှာတော့အဲ့ဒီမြေခွေးနတ်မင်းကြီးဟာလေထဲမှာတင်ကြက်ပြောင်ငါပြောင်ကြောက်သွားခဲ့ပါပြီမာနာတိုလည်းရိတ်မိသွားပြီးအခြေအနေမဟန်ကြီးအဲ့ဒီနေရာကနေအသားလေးနောက်ဆုပ်ပြီးပြန်လှည့်ကြည့်ပါတော့တယ်
မာနာတိုကတော့ပြဿနာတွေထဲမပါချင်တာကြောင့်အဲ့ဒီနေရာကနေအမြန်ဆုံးနောက်ဆုတ်ပြေးခဲ့ပါတယ်တစ်ဖက်မှာလည်းဝိညာဉ်နေနေရဲ့အဖွဲ့ချုပ်ကြီးထဲမှာတော့ပဟီလီတွေကပိုပြီးနှက်နေလာခဲ့ပါပြီဟာရီမာဆိုင်ကနဲ့ခေါင်းဆောင်တို့ဟာအလွန်အရေးကြီးတဲ့အစည်းအဝေးတစ်ခုကိုပြုလုပ်နေကြတာပါအကြောင်းကတော့အိမ်နီးနားချင်းမျိုးကအန်ရှိုးလို့ခေါ်တဲ့လန်တရဲဝိညာဉ်နေနေရေးဆရာတယောက်ဟာသူတို့နေမြေတွေကိုခူးကြောင်ခူးဝမ်းနဲ့ရောက်ရှိနေလို့ပါပဲဟိုဒီကာဝါရှိအိုဒီကတက်ဘလက်ဗီဒီယိုတစ်ခုကိုထုတ်ပြလိုက်မှာအန်ရှိုးနဲ့သူ့ရဲ့လက်ပါစီဟာဟိုပန်းရောင်ငှက်ကလေးရဲ့အနားမှာကပ်ပြီးတစ်ခုခုကိုကြံစီနေတာကိုတွေ့လိုက်ရပါတယ်ခေါင်းဆောင်လည်းတစ်ခုခုမသိင်္ကာစရာအနက်ရသွားတာကြောင့်ဒီကိစ္စကိုအသေးချာစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တော့လေခေါင်းဆောင်ရဲ့တန်တရားဟာလုံးဝမမှားခဲ့ပါဘူးအခုချိန်မှာအန်ရှိုးတို့လူလင်းအုပ်စုဟာတဘောကောင်းတဲ့အဖွားဦးတယောက်ကိုလိန်လေလှည့်ပြနေကြတာပါအဖွားဦးရဲ့တာမန်ခါနာတဲ့ဝေဒနာကိုမကောင်းဆိုးဝါးပုတ်ကတ်နေကြောင်းဖြင့်ခြောက်လှမ်းပြီးသူ့ရဲကောင်အတုလောက်ကအတုံးမဝင်တဲ့အင်းစာရွက်အတုတွေကိုတပူးဝင်ရင်ဆေရွက်လက်ဆောင်ဆိုပြီးအတင်းအဓမ္မရောင်းချနေကြတာဖြစ်ပါတယ်တနာစရာအဖွားဦးလည်းသူတို့ရဲ့စကားနောက်ကိုလုံးဝပါသွားခဲ့ပြီးမိမိရဲ့ပိတ်ဆံတွေကိုဝမ်းသာအားရအနံ့လိုက်ပါတော့တယ်လူလင်းဝိညာဉ်နေနေရေးသမားနှစ်ယောက်ကတော့လွယ်လွယ်ကူကူနဲ့ပိတ်ဆံရသွားကြတော့ကာတွန်းတွေကလူဆိုးတွေလိုမျိုးတဟားဟားနဲ့ဖိုက်ငယ်ပြီးရေမိုးနေကြတာပါတစ်ဖက်မှာလည်းယာမာဂါမိဝန်ပလွေပေါက်စလေးဟာတစ်စစ်မုတ်တွေကိုအားရပါရနဲ့တလုံးပြီးတလုံးဆက်ပြီးဝါမျိုးနေတော့မှာပဲဒါပေမဲ့အချိုတွေဘလောက်ပဲစားစားသူ့ရဲ့ကိုယ်ထဲကတော့တလက်မတောင်ပြန်မကြည့်လာခဲ့ပါဘူးအဲ့ဒီချိန်မှာမာနာတိုကခြံဝင်းထဲကိုကြည့်လိုက်တော့တန့်ရှင်းတဲ့နတ်ဗျာတစ်ပင်ကြီးကနေတစ်ကိုင်းအထူကြီးတွေပြုတ်ကျနေတာကိုသတိပြုမိသွားပါတယ်ဒါဟာနတ်ဗျာတစ်ပင်ကြီးအရှိန်ဟုန်နဲ့ကြီးထွားလာနေတဲ့တက်တီပါပဲဒီလိုထူးဆန်းတဲ့နတ်ဗျာတစ်သားတွေကိုမြင်လိုက်ရတဲ့အခါမှာတော့မာနာတိုရဲ့ခေါင်းထဲမှာတကယ်ကိုထက်မြက်တဲ့အတွေ့အကြံတစ်ခုရရှိသွားပါတော့တယ်မာနာတိုဟာအင်ရှိဝရဏမှာထိုင်ပြီးအဲ့ဒီတစ်ကိုင်းတွေကိုဓာတ်ရစင်းနဲ့စနစ်တကျထုဆက်ပုံဖော်နေခဲ့တာပါဒါကိုမြင်လိုက်ရတဲ့နခါပေါက်စလေးနှစ်ကောင်ကတော့မာနာတိုဟာသူတို့အနွေဝင်တွေကိုတတ်ဖြတ်မဲ့ကြောက်စရာကောင်းတဲ့လက်နက်ဆိုးကြီးကိုကင်ဆောင်နေတာအမှတ်နဲ့အလန်တကြားထအော်ကြပါတော့တယ်သူတို့တွေလူသားတွေရဲ့ရက်စက်မှုအကြောင်းအလွန်အမီစိုးရိမ်ပြီးပွက်လောရိုက်ကြနေကြစင်မှာပဲအီယာမှာကြောက်လေကြီးရေကြီးကသူ့ရဲ့နေလေကင်းအေးရေးပြတ်သွားတာကြောင့်ပါဇက်ပိတ်ပြီးငိမ့်နေကြဆန်းဆိုပြီးဝင်နဲ့လှမ်းပြီးဟောက်လိုက်ပါတော့တယ်အမှန်တော့မာနာတိုဟာနဂါးတွေကိုတတ်ဖြတ်ဖို့ကြံစီနေတာမဟုတ်ပါဘူးသူကသူ့ရဲ့ဇာတိမြေကရေပူစမ်းတီးခုတ်ခန်းတွေမှာတုံးလေးရှိတဲ့ရိုးရာတစ်သားတော့ချိတ်လေးတွေကိုအမှတ်တရအနေနဲ့ထုဆက်နေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မာနာတိုဟာသူ့ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းရည်တွေကိုအဲ့ဒီတစ်သားတော့ချိတ်လေးတွေကိုမြင်သာစွာနဲ့စီးဆင်းပြီးထည့်သွင်းပြီးလိုက်ပါတော့တယ်မာနာတိုဟာသူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားတွေကိုထည့်သွင်းပြီးအပြစ်ပြောစရာမရှိအောင်ခိုင်မာတဲ့အဆောင်လက်ဖွဲ့လေးတစ်ခုအဖြစ်ဖန်တီးကယာမာဂါမီကိုလက်ဆောင်ပေးလိုက်ပါတယ်။ဝင်ပလွေပေါက်စလေးကမန်တင်းနေပေမဲ့လည်းစိတ်ထဲကနေတော့အတိုင်းမသိသဘောကျနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအိမ်နယံဘော်ကိုချစ်စရာကောင်းတဲ့ရှင့်ကလေးတစ်ကောင်ရုတ်တရက်ရောက်လာပြီးသူလည်းအဆောင်လက်ဖွဲ့တစ်ခုလောက်လိုချင်ပါတယ်ဆိုတဲ့ပုံစံနဲ့တောင်းခံလာပါတယ်။မာနာတိုကလည်းသဘောကောင်းစွာနဲ့ပဲသူအပိုလှုပ်ထားတဲ့အဆောင်လေးတစ်ခုကိုကမ်းပေးလိုက်တာပါ။ရှင့်ကလေးဟာအဆောင်ကိုယူပြီးတစ်ပင်ကြီးပေါ်ကိုအပြေးအလွှားပြန်တက်သွားခဲ့ပါတယ်။အဲ့ဒီအပင်ပေါ်မှာတော့မကောင်းတဲ့ချိန်စာမိနေတဲ့နောက်ထပ်ရှင့်ကလေးတစ်ကောင်ရှိနေတာပါ။ဒါပေမဲ့မာနာတိုပေးလိုက်တဲ့အဆောင်လက်ဖွဲ့လေးအနားကိုရုပ်သွားတာနဲ့တပြိုင်နက်စွမ်းအင်နဲ့ဝုန်းကနေလင်းလက်သွားပြီးအဲ့ဒီကျင်းစာစိုးကြီးကိုလျှက်စီးလက်တယ်လို့မြန်ဆန်တဲ့အရှိန်နဲ့ချက်ချင်းပဲပျောက်ကင်းသွားစီခဲ့ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်သွားတာကြောင့်ရှင့်ကလေးတွေဟာမာနာတိုပေးလိုက်တဲ့အဆောင်လေးကိုထားရစ်ခဲ့ပြီးငင်းငင်းချမ်းချမ်းပဲထွက်ခွာသွားကြပါတယ်နီးလက်စာအချိန်မှာတော့မာနာတိုဟာသူ့ကိုယ်တိုင်လှုပ်ထားတဲ့နာမည်ကြီးအီနာရီဆူရှီမုတ်တွေကိုပြင်ဆင်ပေးလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားထမင်းအစားခောက်ဆွဲတွေကိုအထဲမှာထည့်သွင်းပြုလုပ်ထားတာပါယာမာဂါမီကဒီမုတ်ရဲ့မွေးပြန်တဲ့အနံ့ကြောင့်စိတ်ရှုစရာမြေခွေးတကောင်ရောက်မလာခင်မြန်မြန်စားကြလို့တတိပေးလိုက်ပါတယ်ရိုးရင်ဆိုရင်ပဲကြောပြင်မှာကြာပန်းပွင့်အမှတ်သားပြီးအမီးတွေအများကြီးရှိတဲ့အနက်ရောင်မြေခွေးမကြီးတကောင်ဟာဝုန်းကနေခုန်ဆင်းလာပါတော့တယ်သူမကတော့အိမ်နီးနားချင်းနက်ဖျားမှာစူးမှုကြီးပါပဲသူမကအပြစ်ကင်းတဲ့ပုံစံဖမ်းပြီးခုနကသူမရဲ့မြေခွေးနမင်းကြီးရိုင်းရိုင်းဆိုင်ဆိုင်လုတ်ခဲ့မိတဲ့အတွက်လာရောက်တောင်းပန်တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်မာနာတူကလည်းသဘောကောင်းတဲ့လူပြီးတောင်းပန်မှုကိုလက်ခံပြီးမုံတွေကိုကျွေးမွေးဧည့်ခံလိုက်ပါတော့တယ်စူမူကြီးကဆိုပါခောက်ဆွမ်းနဲ့လှုပ်ထားတဲ့ဆူရှီမုံကိုမီးစမ်းကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေကတောက်ပသွားပြီးဒါကတကယ်ကိုအကောင်းစားအချက်ပြုတ်လက်ရမွန်ကြီးဖြစ်ကြောင်းအတိမပြုတ်လိုက်ရပါတယ်ဒါပေမဲ့သူမရဲ့နူးညံ့တဲ့ပုံစံလေးကတော့ကြာကြာမခံလိုက်ပါဘူးရဲရဲတောက်နေတဲ့စွိုင်းနေပေါက်ကွဲထွက်လာတာနဲ့အတူစူမူကြီးဟာသူမရဲ့အဆက်အမှန်လွှမ်းမှုချုပ်ကင်နိုင်တဲ့နက်ဖျားအရှိန်ဟွာကြီးကိုထုတ်ဖော်လိုက်ပါတော့တယ်သူမဟာမာနာတူရဲ့ခေါင်းပေါ်တက်လေတဲ့ကိုပြန်တက်သွားပြီးသူမရဲ့အေးရမှာအမီးကြီးတွေနဲ့မာနာတိုရဲ့ခေါင်းကိုပတ်ပတ်လေးဝိုင်းပိတ်ဆိုးကပြန်ပေးဆွဲထားတဲ့ပုံစံမျိုးလှုပ်လိုက်တာပါပြီးတော့သူမရဲ့နေမီစီကိုလာရောက်လဲပတ်ဖို့နဲ့အဲ့ဒီချိန်ကျရင်အီနာရီဆူရှီမုန်တွေကိုပါအပြည့်စုံယူဆောင်လာခဲ့ဖို့အမိန့်ပေးပါတော့တယ်မာနာတိုလည်းနောက်ဆုံးမှာတော့သူဟာမြေခွေးနဲ့ဖျားမရဲ့ချုပ်ကင်ကြီးကိုခံလိုက်ရပြီးဆိုတာကိုသဘောပေါက်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့သူမရဲ့နူးညံ့တဲ့အသွင်အပြင်တွေအကုန်လုံးပျောက်ကွယ်သွားပြီးဒီအနက်ရောင်မြေခွေးမကြီးကတကယ်တော့နက်ဖျားမဆိုးမှုကြီးမဟုတ်ပဲသူမရဲ့အနွယ်ဝင်တန်းကူမြေခွေးနဲ့မင်းကြီးဖြစ်နေတာပါသူမဟာချက်ချင်းပဲအခွင့်အရေးယူပြီးယာမာဂါမီကိုမုတ်အပေါ်စားလေးတွေနဲ့အဝေခံလိုက်ရတဲ့အငမ်းမရအတုံးမကြတဲ့နက်ဖျားအဆုပ်အထိုးဆိုပြီးတော့ပြင်းပြင်းထန်ထန်နှိမ်ချလောင်းပြောင်ရီရောပါတော့တယ်နတ်မင်းကြီးယာမာဂါမီကလည်းအရှုံးမပေးပဲသူ့မကိုအဆင့်အတန်းမရှိတဲ့မြေခွေးမအဆိုပြီးပြန်လဲဆဲလိုက်ပါတယ်ဒါပေမဲ့တကူမြေခွေးမရဲ့မာနာကတော့မိုးတီအောင်မြင်မာနေစေပါမာနာတော်ကသူ့မရဲ့ရိုင်းဆိုင်လှောင်ပြောင်မှုတွေကိုမခံချင်တာကြောင့်မင်းငါအင်ကနေအခုချက်ချင်းထွက်သွားတော့လို့ဒေါသတကြီးနဲ့မောင်းထုတ်လိုက်ပါတော့တယ်ဒါပေမဲ့အညိုးအတဲကြီးတဲ့မြေခွေးမကတော့ငါရဲ့အနွယ်ဝင်တွေတောင်ဒီချန်နဲ့ဝင်ခွင့်ရတာပဲငါကဘာလို့ဝင်လို့မရရမှာလဲဆိုပြီးအတင်းအဓမ္မပြောဆိုတဲ့အပြင်ပါမန်လူသားတယောက်ကသူ့မကိုအထင်သေးတာဟာဒေါသထွက်စရာကောင်းကြောင်းပြောပြီးရန်ဆလိုက်ပါတယ်အခြေအနေကတော့တကယ့်ကိုတင်းမာမှုအထွတ်အထိပ်ရောက်သွားခဲ့ပါရဲ့ဒါရိုးရိုးနောက်ပြောင်တာမျိုးမဟုတ်ပဲနတ်ပရားအချင်းချင်းစင်ခေါ်စစ်ကြီးညာလိုက်တာပါပဲအပြောတွေပြီးသွားတဲ့နောက်မှာတော့နတ်ပရားနှစ်ပါးဟာတကယ့်ကိုလက်တီးဟင်းဖလှယ်ဖို့အစင်းသင်းဖြစ်သွားကြပါပြီယာမာဂါမီကရဲရဲတောင်းနေတဲ့လက်စီတန်းနေနဲ့ပထမဆုံးစတင်တိုက်ခိုက်လိုက်ပေမဲ့တကူမြေခွေးမက EECC ပဲခုခံလိုက်နေပါတယ်အဲ့ဒီနောက်တူတူနှစ်ယောက်ကမမြင်နိုင်တော့အောင်မြန်ဆန်တဲ့အရှိန်နဲ့ကောင်းကင်နဲ့မိပြီးအပြင်းအထန်တိုက်ခိုက်ကြပါတော့တယ်တိုက်ပွဲအတွင်းမှာပဲမြေခွေးမကယာမာဂါမီကိုမင်းရဲ့အခုစွမ်းအားကရင်ကောင်းတကောင်တည်းအသုံးမကျဘူးဆိုပြီးရိတ်ရဆက်ဆက်ဆပ်ပြီးနှိမ့်ချနေကြတာပါအရှင်ရလာတဲ့အချိန်မှာတော့တကူမြေခွေးမပြင်းထန်လာတဲ့မန်တန်စွမ်းအင်လုံးကြီးတစ်လုံးကိုဟုန်းကနေပစ်လို့လာယာမာဂါမီကရှောင်ကွင်းလိုက်နိုင်ပေမဲ့အဲ့ဒီစွမ်းအင်တိုင်းကြီးကမာနာတိုစီကိုတဲ့ကြီးဥတီသွားတာကိုစက္ကန့်ပိုင်းအတွင်းတတိပြုမိသွားပါတယ်ဝန်ပွဲပေါက်စလေးကတုံဆိုင်မနေပဲမာနာတိုကိုကာကွယ်ဖို့အတွက်အရှိန်နဲ့လွှမ်းနေခုံဝင်ပြီးအဲ့ဒီအပြင်းအထန်ပေါက်ပွဲမှုသူ့ရဲ့ကိုယ်သေးလေးနဲ့အစာဝန်ခံကဝရန်တာဘုံကိုဘုံနဲ့လင့်ချသွားပါတော့တယ်
ဒါဟာတကယ့်ကိုကြောက်စရာကောင်းတဲ့ပောက်ကွဲမှုဖြစ်ပြီးတခိုးမြေခွေးမှာဟာချစ်စရာပုံစံရှိပေမဲ့လည်းတကယ့်ကိုဖျက်အားပြင်းတဲ့စွမ်းအားရှိကြောင်းတက်တည်ပြလိုက်တာပါသူမဟာတန်ရာရသွားတဲ့ပြိုင်ဘက်ကိုငုံကြည့်ပြီးသူမရဲ့22ကြိမ်မြောက်အောင်ပွဲအတွက်လှောင်ပြုံးပြုံးလိုက်ပါတယ်မပြောက်ကွယ်သွားခင်မှာပဲသူမကမင်းလူသားတွေနဲ့ဆက်ပြီးရောနှောနေမယ်ဆိုရင်နတ်ဖျားတစ်ပါးအနေနဲ့ပြက်စီးခြင်းသို့ရောက်ရလိမ့်မယ်ဆိုပြီးတွေးအေးနဲ့တတိပေးစကားပြောကြခဲ့ပါတယ်မြေခွေးမှထွက်ခွာသွားပြီးနောက်မာနာတိုကယာမာဂါမီစီအပြေးအလွှားသွားကြည့်တဲ့အခါမှာတော့မာနာတိုကိုယ်တိုင်ထုစစ်ပေးထားတဲ့တစ်သားတော့ချီလီဟာအသက်ဘေးကနေအစားဝင်ခံပြီးအပိုင်းပိုင်းပြတ်တော့ပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်မာနာတိုကနောက်ထပ်အသစ်တစ်ခုထပ်လုပ်ပြီးဖို့ကတိပြုလိုက်ပြီးမင်းဒီမှာပဲတကယ်ဆက်နေခြင်းသေးတာသိချရလားလို့မိလိုက်ပါတယ်မာနာကြီးတဲ့ဝင်ဘလူးနတ်မင်းကြီးကတော့တုံဆိုင်မနေပဲငါဒီမာနေတာငါရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့နေတာလို့ပြက်ပြက်သားသားပဲအတည်ပြုခဲ့ပါတယ်တစ်ဖက်မှာလည်းရူလင်ဝိညာဉ်နေနေရေးဆရာအန်ရှုနဲ့သူ့ရဲ့လက်ပါစီတို့ဟာတကယ့်အစ်စ်အမှန်ဝိညာဉ်နေနေရေးအဖွဲ့ရဲ့ရှီကီဂါမီနှက်ဝိညာဉ်တွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရပြီးမြို့ပြင်စီကိုလိပ်ပြလွင့်မတက်ထွက်ပြေးခဲ့ကြရပါတယ်တောအုပ်ထဲကိုအသေးအံပြေးဝင်နေကြရင်းနဲ့မှအန်ရှုဟာမြေကြီးပေါ်မှာမှိန်ပြပြလင်းနေတဲ့စိမ့်ပြရောင်အလင်းတန်းလေးတစ်ခုကိုတတိပြုမိသွားပါတယ်အဲ့ဒါကတော့ခုနကရှန့်ကလေးတွေထားရခဲ့တဲ့မာနာတိုရဲ့အဆောင်လက်ဖွဲ့လေးဖြစ်နေတာပါအတ္တကြီးပြီးလောဘဇောတိုက်နေတဲ့လူလိန်တယောက်ရဲ့လက်ထဲကိုတခေတ်အစွမ်းထက်နတ်ဖျားမန်တန်စွမ်းအားတွေရောက်ရှိသွားတဲ့အတွက်နောက်ထပ်ကြီးမားတဲ့ဘေးဒုက္ခကြီးတစ်ခုဖြစ်လာတော့မယ်ဆိုတာအသိချပါပဲ